ဝေနေရှုံမှုပြန်နေပါအဲ့ဒါလေးလောက်သွားဖရာတပည့်တော်နဲ့သွားတွေ့တော့ဖရာတော်ကပတိသမားရှိတယ်ဘုရားတော်မှာဘူးတော်မှာလည်းဖရာတော်မစင်လာဘူးငါသိကလေးငါလည်းထိရောက်အောင်ဒါပဲငါသိကလေးငါလည်းထိရောက်ရင်ငါထားရင်တဲ့နေရာထားလို့ရပြီအဲ့ဒါဖရာတော်စီမံကြီးဆရာအဲ့ဒီမှာပြီအဲ့ဒါဖရာတော်စီမံကြီးဆရာအဲ့ဒီမှာပတိစိတ်တာအဲ့ဒီမှာဝေဘူးဆရာတော်ဟိုအင်းလေးဓမ္မယုံသွားလာရင်းနဲ့ပြောသွားတာဝိဇ္ဇာဆိုတာထူးမိုးပါဘူးတဲ့ဗျာတတိတတိတတိတဲ့သိနေအဲ့ဒါဝိဇ္ဇာဖြစ်ပါရောတယ်ဗျာဟာလွယ်ဝိဇ္ဇာဖြစ်ပြီဟင်ရလာမော်မို့တတိတတိတတိတဲ့သိရင်အဲ့ဒါဝိဇ္ဇာဖြစ်ပါရောတယ်ဗျာတဲ့အဲ့လိုလွယ်နေတပည့်တော်လည်းရမှာဘူးဝေလာကအဲ့ဒီတဲ့လွယ်တယ်ဗျာကျွတ်တို့ကခဲရင်နေတာတင်ပါဗျာဟုတ်ပြီဗျာတရားကလွယ်နေကျွတ်တို့ကခဲရင်တာတင်ပါဗျာဟာဟုတ်သားပဲငါဝိဇ္ဇာလိုက်ရှာနေခုမှတွေ့တာတလုံးတိတလုံးတိတလုံးဝိဇ္ဇာတစ်ချက်တိတစ်ချက်တိတစ်ချက်ဝိဇ္ဇာခမရတမနှလုံးတိတမနှလုံးဝိဇ္ဇာဗျာတရလုံးတိတရလုံးဝိဇ္ဇာတင်ပါဗျာတစ်သလုံးတိတစ်သလုံးဝိဇ္ဇာဗျာဒါအဲ့လွယ်တာဘာရှိဦးမှာတော့မော်မိုးရရှိတော့ဟုတ်ကလားကျန်တာတွေကသူ့ဟာသူဖြစ်တာကိုလိုရတာမှလို့ဟင်ဟုတ်ပါဗျာဟင်တို့ရေမော်တယောက်ကြိုးစားတယ်အရစ်တက်တာရေမော်လုထားလားသူဟာနဲ့သူတက်ထားလားအရစ်ကနေဘာကနေမွင့်ဒါလည်းအော်တိုသူ့တက်တာပါဗျာအော်တိုကြီးတဲ့ဗျာဘုံဘုံမှာအော်တိုလားသူမနေနဲ့အခုအော်တိုကြီးတဲ့ဗျာတင်ပါဗျာဟုတ်တော့အဲ့တော့ဘုရားတော်နဲ့သူနဲ့သွားတွေ့တော့ဗာပြောတော့စကြက်မင်းငယ်နွားတာဘယ်လောက်ဆွဲရတာကွာစကြက်ရင်ဘယ်လောက်ဆွဲဖို့မလိုဘူးဆိုတော့အဲ့ဒီကနာပြီးတော့မှားတာအဲ့ဒီဝေဘူးကတတိယတိဆိုအဲ့ဒီကတလုံးတိလောက်ထားပဲမှန်သွားတယ်လူကျင်တာအတွေးမဝင်ကျင်တာအတွေးမဝင်ရင်ကိုယ်စိတ်ပဲအတွေးဝင်ရင်သူများစိတ်ပဲတင်ပါဗျာဟုတ်တယ်လားဟုတ်တယ်